ဘာကြောင့်မိုနာလီဇာပကြီးကတကယ်တော့သူ့ရဲ့နှုတ်ပညာလက်အရန်ပြတ်မှန်လို့ကဘာကျော်တော့တာမဟုတ်ပဲတမန်ဝင်အခုခလာရလို့ကဘာကျော်တော့တာဆိုရင်ခင်ဗျားယုံပါလားလူတွေအားလုံးကဒါလီယိုနာဒိုဒါဗင်ချီရဲ့ကောင်းဆုံးဗီဒီယိုကလက်ရမို့လို့ပရိသတ်တွေဝိုင်းလည်နေတာလို့ထင်ကြတယ်ဒါပေမဲ့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကပြင်းတဲ့နိုင်ငံလူပါပြတ်တဲ့ထဲမှာဒီပကြီးကဘယ်သူမှတတိမထားမိတဲ့နေရန်ပေါ်မှာရိုးပကြီးကတစ်ချက်အမျှသာဖြစ်ခဲ့ပူပါတယ်ဒီနေရာမှာစိတ်ပညာရစိတ်ဝင်စားဖို့ကောင်းတဲ့ပြဿနာတစ်ခုရှိပါတယ်အဲ့ဒါကတော့လူတွေကပုံမှန်ရှိနေတဲ့အရာတစ်ခုရဲ့တန်ဖိုးကိုတတိမထားမိကြပဲအဲ့ဒီအရာပြတ်ဆုံးသွားတဲ့အချိန်မှတာပိုပြီးဆွဲလန်းတောင်းတတကြတဲ့စိတ်အခြေအနေပါ1912ခုနှစ်ဩဂုတ်လရဲ့မနက်ခင်းတစ်ခုမှာလူပါပြတ်တဲ့နေရန်ပေါ်ကနေမိုနာလီဇာပကြီးကအစားနာမကြံအောင်ပြတ်ဆုံးသွားခဲ့ပါတယ်ပြတ်တဲ့ဝန်ထမ်းတွေတာမကတကဘာလုံးကရဲတပ်ဖွဲ့တွေကပါခေါင်းခဲသွားစီတဲ့အထိဒီအမှုကြီးကကြီးမားတဲ့ပြဿနာတစ်ခုဖြစ်လာခဲ့ပါတယ်ဒါအပြင်မီလောင်ကနေပင်ဆွတ်တူလို့အဲ့ဒီခစ်စနစ်ရဲ့မီဒီယာရည်စည်းကြောင်းဒီပြဿနာကိုပို့ပြီးတော့အရှိန်မြင့်ပေးလိုက်ပါတယ်သတင်းစာတွေမှာရပ်ပေါင်းများစွာတရဆက်ဝေစာစာနဲ့ကမ္ဘာအကြီးကျယ်ဆုံးပကြီးကားကြီးခိုးကုန်လိုက်ရပြီဆိုပြီးအကျက်တုံးကပေါ်ပြကြပါတော့တယ်ပကြီးကားကိုလာမကြည့်ဘူးတဲ့တာမန်လူထုကပဲအဲ့ဒီသတင်းစာခေါင်းကြီးပိုင်းတွေကိုဖတ်ပြီးဒီပကြီးကားကဘာလို့ဒီလောက်တောင်ရေးပါနေရလဲဆိုတဲ့တိတိုစိတ်တွေစူးစမ်းလို့တဲ့စိတ်လှုပ်ဆောင်မှုတွေအပြင်းနဲ့ဖြစ်ပေါ်ခဲ့ကြပါတယ်လူတွေကပြက်တဲ့တဲ့ကပကြီးကားပြတ်ဆုံးသွားလို့လွတ်နေတဲ့နေရန်ကောလက်ကြီးကိုတင်ပြောက်ကြည့်ရှိဖို့တန်းစီစောက်ဆိုင်တဲ့အထိယူတူကုန်ကြပါတယ်ဒါမီဒီယာတွေကလူထုရဲ့အောင်ဆိုင်မှုကိုဘလို့လှည့်စားမောင်းနှင်သွားလဲဆိုတဲ့တက်တီပါပဲသတင်းတွေကကဘာနှံ့ကိုပြန့်သွားလေလေလူတွေရဲ့စိတ်ထဲမှာမိုနာလီဇာပေါ်ထားရှိတဲ့စိတ်ဝင်စားမှုနဲ့တမိုးဖြတ်မှုကကောင်းကင်ဘုံတွေမြင့်တက်သွားလေလေပြစ်ခဲ့ရပါတယ်အဲ့တော့ပကြီးကားကြီးဘလို့ပျောက်တော့လဲဆိုတာကိုပြောပြပါမယ်တပန်းတစ်ချောင်းကြီးမားဆုံးဘေးတစ်ခုဖြစ်ခဲ့တဲ့မိုနာလီဇာပကြီးကားပြတ်ဆုံးမှုရဲ့နောက်ကတကယ်လက်တရာခမားထင်တာလူနိုင်ငံတကာနာမည်ကြီးရာဇဝတ်ခိုင်းတာတယောက်လုံးဝဟုတ်ကဲ့ပါသူကလူပါပြတဲ့ထဲမှာတည်းအလုပ်လုပ်ခဲ့မှုတဲ့ဗီစင်ဂျိုပါရူချာဆိုတဲ့အီတလီလူမျိုးမှန်ကန်သမားတယောက်ပဲဖြစ်ပါတယ်သူကပကြီးကားကိုခိုးဦးတဲ့နီလန်ကလည်းစတန်ဗီဒီယိုတွေထဲကလို့စမ်းပြလိုက်တာမဟုတ်ပဲလူတိုင်းအောင်အောင်သွားလောက်အောင်ရိုးရှင်းလုံးခဲ့ပါတယ်သူကပြတဲ့ပေးရဖြစ်တဲ့တနင်္လာနေ့မနက်ပိုင်းမှာဝန်ထမ်းတွေဝတ်တဲ့ဂျာကင်အင်ဂျီအဖြူကိုဝတ်ဆင်ပြီးပြတဲ့ထဲကိုတိတ်ဆိတ်ဝင်ရောက်သွားခဲ့တာပါပြီးတော့နေရန်ဘော်ကမိုနာလီဇာပကြီးကားကိုဖြုတ်အကောက်ကမှန်တွေကိုဖိတ်ရှားပြီးသူ့ရဲ့အင်ဂျီအောက်မှာဖွက်ကပြတဲ့ပြင်ဘက်ကိုအေးစစ်ပဲလမ်းကြောင်းထွက်ခွာသွားခဲ့ပါတယ်ပြတဲ့လုံခြုံရေးအားနည်းချက်နဲ့ခစ်စနစ်ရဲ့စောက်ကြီးကင်မရာမရှိသေးတဲ့အခြေအနေကိုအပန်းတက်ပြီးအဲ့ထဲကပစ္စည်းနှက်တလို့လွယ်တကူခွဲဦးသွားခဲ့တာပါဒီပြဿနာကိုဖြေရှင်းဖို့တဲ့ပြင်တဲ့ရဲတပ်ဖွဲ့အဲ့ဒီခက်ကအမြင့်ဆုံးလို့တတ်မှတ်ထားတယ်လက်ဖွဲ့ရစုံစမ်းစစ်ဆေးမှုနည်းပညာတွေကိုပါသုံးပြီးပြတဲ့ဝန်ထမ်းဟောင်းယာနဲ့ချီကိုလိုက်လံစစ်ဆေးခဲ့ရပါတယ်အဲ့ဒီထဲမှာပါရူဂျာလည်းပါဝင်လာခဲ့ပြီးရဲတွေကသူ့အိမ်ထိလာရောက်မြင်မြန်ခဲ့ပေမဲ့သူ့ရဲ့အိယာဘေးကတစ်တာအောက်ချီမှာမိုနာလီဇာပကြီးကားကိုပတ်ထားမယ်နှစ်တိုင်တောင်ဘူးမှမြင်မိခဲ့ကြပါဘူးမီဒီယာတွေကလည်းဂျီပီဂျီကားကြီးအမေရိကန်တပ်သေးကြီးတွေလက်ထက်ရောက်သွားပြီလားဂျာမနီကခိုးခိုင်းတာလားဆိုပြီးကောလာဟာလာမျိုးစုံနဲ့လူတွေရဲ့စိတ်ကိုကစားရင်ဆက်ရှိန်မြင့်ပေးခဲ့ပါတယ်နောက်ဆုံးမှာတော့ဒီအမှုဟာပါရူဂျာရဲ့အမျိုးသားရေးစိတ်သက်လွန်ကဲမှုကြောင့်ပေါ်ပေါက်သွားခဲ့ကြပါတယ်သူကဒီပကြီးကားကိုအီတလီလူမျိုးဒါဗင်ချီရေးဆွဲခဲ့တာမဟုတ်လို့သူ့ရဲ့မိခင်နိုင်ငံအီတလီကိုပဲပြန်ပေးရမယ်ဆိုတဲ့စိတ်ကူးနဲ့အီတလီကပကြီးပွဲစားတယောက်စီတွားရောက်ရောင်းချဖို့စူးစမ်းရာကနေလက်ရဖန်တီးခြင်းခံခဲ့ရပါတယ်မိတ်ဆွေတို့ရောဘလို့ထင်လဲဗျကျွန်တော်ကတော့ပါရူဂျာတကယ်ရည်စရာကောင်းတယ်လို့ပဲမြင်ပါတယ်အပါကျော်သွားတဲ့ပြဿနာကြီးကရိုးရှင်းတဲ့ဖြေရှင်းချက်နဲ့တူညီကုန်းချုပ်သွားပြီးမိုနာလီဇာလူပါပြတဲ့ကြီးကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်ပြဿနာကဒီမှာတည်းမပြီးသေးပါဘူးမိုနာလီဇာပကြီးကားကြီးပြတိုက်ကိုပြန်ရောက်လာပြီးတဲ့နောက်ပိုင်းမှာပို့ပြီးတော့ကြောက်စရာကောင်းတဲ့စိတ်ပညာဆိုင်ရာအမေပု္ပ္ပာတစ်ခုထွက်ပေါ်လာခဲ့ပါတယ်အဲ့ဒါကတော့အခုကျွန်တော်တို့မြင်နေရတဲ့မိုနာလီဇာဟာတကယ်အစစ်မှန်ဟုတ်ရလားဆိုတဲ့တန်နေရပါပဲပကြီးကားပျောက်ဆုံးနေတဲ့နှစ်တာကာလအတွင်းမှာကမ္ဘာနုပညာလောကရဲ့နောက်ကလှုပ်ဝက်ဆန်းမြတူတွေဟာဒီကွင့်ရဲကိုအပိုင်အမျက်ထုတ်ခဲ့ကြပါတယ်လက်ဒင်းတွေကအဲ့ဒီချိန်မှာကမ္ဘာကျော်ပကြီးအတုပြုတ်လုပ်သူတွေဟာမိုနာလီဇာပကြီးကားအစစ်နဲ့ခွဲမြဲအောင်တူညီတဲ့အတုပေါင်း6ကားထက်မနည်းကိုလှုပ်ဝက်ဖန်နေပြီးကမ္ဘာတထေးကြီးတွေစီကိုအစစ်ဆိုပြီးဒေါ်လာတန်းနဲ့ချီလိမ့်လည်ရောင်းချခဲ့တယ်လို့ဆိုပါတယ်ပြတိုက်ကိုပြန်ရောက်လာတဲ့ပကြီးကားပါဝဂျာပြန်ပေးလိုက်တဲ့အဆက်လားဒါမှမဟုတ်တပန်းကိုပြောင်းလဲပစ်လိုက်ဖို့အတူတခုဖြစ်နေမလားဆိုတာကိုဘယ်သူမှရန်နှုံးပြတေချာမသိကြတော့ပါဘူးဒါပေမဲ့အမှန်တရားကတော့အဲ့ဒီပကြီးကအစစ်ဖြစ်စေသူ့ဖြစ်စေလူတွေရဲ့စိတ်ထဲမှာတော့ရေးမကြည့်တော့ပါဘူးဘာလို့လဲဆိုတော့လူတွေကမိုနာလီဇာရဲ့ဆိုးချက်တွေကိုသဘောကျနေကြတာမဟုတ်တော့ပဲသူ့ရဲ့အခိုးခံရမှုလှုပ်ဝက်ဆန်းကြမှုနဲ့တမိုင်းဝင်အလှည့်ပြောင်းဇလန်းကြီးတစ်ခုလုံးကိုပါယူတူဆော်နဲ့တမိုးထားမိကြလို့ပဲဖြစ်ပါတယ်နေရန်ဘော်ကတာမန်ရိုးပကြီးကတစ်ချက်ကိုခစ်စနစ်ရဲ့မီဒီယာရေးစည်းကြောင်းနဲ့လူတွေရဲ့စိတ်ဆန္ဒတွေပေါင်းစပ်ပြီးကမ္ဘာအကျော်ကြားဆုံးတမိုင်းဝင်တနိုင်တစ်ခုဖြစ်ဘလို့ဖန်တီးပုံပေါ်သွားကြလဲဆိုတာကိုမိုနာလီဇာပကြီးကားရဲ့လှုပ်ဝက်ဆန်းကြတဲ့အပြုံးကတက်တည်ပြပါတော့တယ်မိတ်ဆွေတို့ကလည်းကျွန်တော်ရဲ့တင်ဆက်မှုကိုကြိုက်နေတဲ့ channel လေးကို like and subscribe ဖြစ်လို့ပေးခဲ့ကြပါဦးခင်ဗျနောက်ထပ်သိချင်တဲ့အကြောင်းအများရှိခဲ့ရင်လည်း comment မှာရေးပေးခဲ့ကြပါဦးဒါဖြင့်နောက်ဗီဒီယိုမှာထပ်တွေ့ကြမယ် bye